2023 ခုနှစ်အောက်တိုဘာလ29ရက်တစ်တုံညနဲ့ခွန်စစ်စင်ရေးစတင်ချိန်မှာပဲကျွန်တော်ကျမတို့ဟာပညာရေးတိုက်ပွဲကိုပါတပြိုင်တည်းစတင်ခဲ့ပါတယ်ကျမတို့ဟာတအားလူမျိုးတွေပါဒီမြေဒီတဲ့ဟာကျွန်တော်ကျမတို့သွေးသားနဲ့အသက်ပေါင်းများစွာဘေးဆက်ကကွယ်ခဲ့ရတဲ့မြေဖြစ်ပါတယ်2023ခုနှစ်အောက်တိုဘာလ29ရက်တစ်တုံညနဲ့ခွန်စစ်စင်ရေးစတင်ချိန်မှာပဲကျွန်တော်ကျမတို့ဟာပညာရေးတိုက်ပွဲကိုပါတပြိုင်တည်းစတင်ခဲ့ပါတယ်တိုက်ပွဲပုံတန်တွေကြားလမ်းခရီးတွေပိတ်ဆို့နေတဲ့အချိန်မှာပဲဒီနိုင်ငံရဲ့ဆွဲရည်မြစ်တင်တန်းကျောင်းကိုဖွင့်လှစ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ဒီကျောင်းဟာတောင်ဒေသအတွက်အနာဂတ်ကောင်းဆောင်ကောင်းတွေကိုပြုစုပြောထောင်မဲ့အရေးအကြီးဆုံးဗျူဟာမြောက်နေရာဖြစ်ခဲ့ပါတယ်။ဒီလိုခက်ခဲတဲ့အချိန်တွေမှာပဲစတင်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ကျမတို့ရဲ့ပညာရေးခီးဟာတာမန်မဟုတ်ခဲ့ပါဘူး။ဒါဟာပညာနဲ့လက်နက်တိုက်ပွဲဝင်ခြင်းဖြစ်ခဲ့ပါတယ်ပထမနှစ်ဝက်အခြေခံတည်ဆောက်မှုနဲ့ခုခံအားကျွန်တော်ကျမတို့ရဲ့ပထမနှစ်ဝက် first semester ဟာအခြေခံစွမ်းရည်မြင့်တင်ရေးကိုအာရုံစိုက်ခဲ့ပါတယ်ကျွန်တော်တို့ရဲ့တောင်ပါရစကာစာပေနဲ့ရိုးရာရင်ကျင်းမှုကိုနက်တင်ယူခြင်းဟာအမျိုးသားရေးကိုယ်ပိုင်လက္ခဏာကိုခိုင်မာစေခဲ့ပါတယ်အနာဂတ်တွင်ပြည်내တည်ဆောက်ရေးနဲ့ကမ္ဘာအတိုင်းဝိုင်းနဲ့ချိတ်ဆက်နိုင်ဖို့အတွက် English language skills အင်္ဂလိပ်ဘာသာစကားနဲ့ကွန်ပျူတာစကယ်ကွန်ပျူတာကျွမ်းကျင်မှုတွေဟာမဖြစ်မနေလိုအပ်ခဲ့ပါတယ်ကျွန်တော်တို့ဟာပညာကိုလက်နက်သက်စေခင်မီဖွံ့ဖြိုးတိုးတက်သောတအားပြည်နယ်ကိုအိမ်မက်ခဲ့ကြပါတယ်ဒီပထမနှစ်ဝက်ဟာဒုတိယနှစ်ဝက်ရဲ့ပြင်းထန်တဲ့နိုင်ငံရေးပညာရပ်တွေအတွက်ခန္ဓာကိုယ်နဲ့စိတ်ဓာတ်ကိုပြင်ဆင်ခြင်းဖြစ်ခဲ့ပါတယ်ဒုတိယနှစ်ဝက်စက္ကန့် semester ရောက်တဲ့အခါကျွန်တော်တို့ဟာနိုင်ငံရေးဆိုင်ရာဘာသာရပ်များကိုအားသွန်ခွန်စိုက်လေ့လာခဲ့ကြပါတယ်။ကျွန်တော်တို့ဟာဘာသာရပ်တစ်ခုစီပေါ်မှာတာမန်သင်ယူသူများမဟုတ်ဘဲနဲ့ကိုယ်ပိုင်ရည်တည်ချက်နဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့ခေါင်းဆောင်ငယ်များဖြစ်ဖို့အတွက် political talk နဲ့ debate တွေကိုနေ့စဉ်လိုပြုလုပ်ခဲ့ကြပါတယ်။ဒီနေရာဟာကျွန်တော်တို့ရဲ့နိုင်ငံရေးတွေးခေါ်ကိုပုံပေါ်ပေးခဲ့တဲ့စစ်မှန်သောဉာဏ်ပညာတိုက်ပွဲမြေလည်းဖြစ်ပါတယ်။နိုင်ငံရေးသမိုင်းကြောင်းနဲ့စီမံခန့်ခွဲမှုဆိုင်ရာစာအုပ်ကောင်းများကိုလေ့လာဖတ်ရှုခြင်းနဲ့ post sharing ပြုလုပ်ခြင်းစီစဉ်နေကနေတစ်ဆင့်ကျွန်တော်တို့တားလူမျိုးတွေအကောင်းဆုံးမူဝါဒတွေဘယ်လိုရေးဆွဲရမလဲဆိုတဲ့အမြင်တွေကိုရှာဖွေခဲ့ကြပါတယ်။ Federal စနစ်တည်ဆောက်ရေးပြည်내အုပ်ချုပ်ရေးပုံစံနဲ့ဥပဒေမူကြမ်းများစတဲ့ရှုပ်ထွေးတဲ့နိုင်ငံရေးကိစ္စရပ်တွေကို group of activity များဖြင့်လက်တွေ့ကျကျလေ့ကျင့်ခဲ့ကြပါတယ်။ကျွန်တော်တို့ဟာရိုးရှင်းတဲ့ចောင်းသားဘဝကနေအနာဂတ်ကိုဥဆောင်မဲ့စီမံခန့်ခွဲသူများဖြစ်ပြောင်းလဲခဲ့ရပါတယ်။ ကျွန်တော်
တို့ကျောင်းစာဖွင့်ခဲ့တဲ့တိတညနှစ်ခွန်စစ်စီရေးရဲ့အရှင်ဟောဟာကျွန်တော်တို့ကျောင်းပြီးတဲ့အထိမြက်ခဲ့ပါအောင်လေကျောင်းအနေကိုရင်ဆိုင်ရင်းစာသင်ခဲ့ရတဲ့ဒီနှစ်တာဟာကျွန်တော်တို့ရဲ့ကြံ့ခိုင်မှုအမတ်သားတွေပါ 127 operation ဒီ hiking စာချုပ်ဆွေးနွေးတဲ့အချိန်မှာပဲကျွန်တော်တို့အကြောင်းဒီလေရင်နဲ့ဘုံလာကျဲတဲ့ခိုက်တက်မျိုးလည်းကျွန်တော်တို့ကြုံတွေ့ခဲ့ရတယ်အဲ့လိုကြုံတွေ့ရတဲ့အခြေအနေမျိုးမှာဆိုရင်ကျွန်တော်တို့အနေနဲ့ဒီလုံးဝယူစိတ်လုံခြုံမှုကမရှိတော့ဘူးကျွန်တော်တို့အနေနဲ့အဲ့လိုခံစားရတယ်အဲ့ဒါပြီးတဲ့နောက်ပိုင်းမှာဆိုတော့ကျွန်တော်တို့ဒီကျွန်တော်တို့ပညာရက်တွေကိုလေ့လာစည်းဝေးတဲ့အချိန်မှာဆိုလဲကျွန်တော်တို့အနေနဲ့ကတော့ဒီပညာရက်ပေါ်ကိုသင်ခန်းစာတွေပေါ်ကောင်းကောင်းကြီးကျွန်တော်တို့အနေနဲ့အာယုံမဆိုင်နိုင်ဘူးကျွန်တော်တို့နေ့စဉ်နေ့တိုင်းဒီလေရင်ကိုပဲကျွန်တော်တို့အနေနဲ့တွေးပြီးတော့ကြောက်နေရတဲ့အခြေအနေမျိုးတွေကြုံတွေ့ခဲ့ရတယ်ပေါ့အဆိုးဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒီလိုအမြဲတမ်းကြောက်ရွံ့မှုနဲ့နေခဲ့ရတဲ့အခိုက်အတန့်လေးတွေကျုံရင်ဆိုင်ပြီးတော့ကျွန်တော်တို့အဲ့လိုအခက်အခဲမျိုးတွေကြုံတွေ့ခဲ့ရတယ်ပေါ့နော်မရေဒီနေ့အတွင်းမှာဆိုရင်တော့ညီမတို့အနေနဲ့ကအခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရတယ်ပေါ့နော်။မှာဆိုရင်ဒီ1027 operation ရဲ့ part 1မှာဆိုရင်လည်းဒီရင်တန်တွေကိုရှောင်ပြေးခဲ့ရတာရှိရဲ။အမှဆိုရင်လည်းနေရာအတိအကျမရှိတာကြောင့်ဆိုရင်ဒီနေရာအခက်အခဲတွေရောဒီရင်တန်တွေရောညီမတို့ကအများကြီးခက်ခဲတွေ့ခဲ့ရတယ်ပေါ့နော်။အမှဆိုရင်ဒီပညာရေးအပိုင်းဆိုရင်လည်းနှောင့်နှေးခဲ့ရတဲ့အပိုင်းရှိရဲ။အတန်းပညာရပ်ဆိုရင်လည်းမကြပင့်ပဲကြားခဲ့ရတဲ့အပိုင်းတွေရှိရပေါ့နော်။ဒီတန်းမှာပဲနှစ်စလုံးကလေရင်တန်ကိုပဲကြောက်နေရတယ်ပေါ့နော်အဲ့လိုမျိုးကြောက်မဲ့ညီမတို့အနေနဲ့နောက်ဆက်တွဲပြဿနာတွေအများကြီးဖြစ်ပေါ်လာတယ်ပေါ့နော်ဒီအခက်ခဲတွေကိုကျွန်တော်တူတယောက်တည်းမဟုတ်ဘူးကျွန်တော်တို့ဒီတက်တဲ့ကျောင်းသူကျောင်းသားအားလုံးတငယ်ချင်းတွေအားလုံးဝိုင်းဝန်းကူညီရင်းနဲ့ကျွန်တော်တို့ကဒီအခက်ခဲတွေကိုကြော်ဖြတ်နိုင်ခဲ့တယ်ဆိုကျွန်တော်တို့ပြောလို့ရတယ်။ဘာလို့လဲဆိုရင်တော့ကျွန်တော်တို့အဲ့ဒီຢာတွေပြီးတဲ့နောက်ပိုင်းမှာအဲ့လိုမျိုးလေရင်တွေဘုံလာကျဲပြီးတဲ့နောက်ပိုင်းမှာဆိုရင်တော့အားလုံးကချင်းဖေးမကူညီမှုနဲ့ကျွန်တော်တို့ဒီတင်ငန်းစာတွေပေါ်ရောတူစိတ်လုံခြုံမှုတွေကျွန်တော်တို့နေပေးတယ်အဲ့ဒါနဲ့ပဲကျွန်တော်တို့ကဒီနေ့ကာလပတ်လို့ဖြတ်ကျော်ခဲ့ရတဲ့ခိုက်တန့်လေးဖြတ်ကျော်ခဲ့ရတယ်ဒါကြောင့်မို့လို့လေကျွန်တော်တို့ဒီရဲ့ကျွန်တော်တို့ရဲ့ဒီလက်ဖက်မြင်နိုင်ငံရေးတိတ်ပံကြောင်းပြီးအောင်ကျွန်တော်ဒါမဟုတ်ဘူးကျွန်တော်တို့ရဲ့အားလုံးဒါပူးပေါင်းပါဝင်မှုနဲ့ကျွန်တော်တို့ဖြတ်ကျော်ခဲ့ရတယ်လို့ကျွန်တော်အနေနဲ့ကတော့မြင်မိရပေါ့ဒီနေ့အတွင်းဆိုရင်တော့အကုန်လုံးရဲ့အားလို့ပြောရမှာပေါ့။ဆိုတော့ဒီကျောင်းသားကျောင်းသူအချင်းချင်းဖိမကူညီကြတယ်။တယောက်ကအားငယ်နေဆိုရင်တယောက်ကအားပေးတဲ့အချင်းချင်းအားပေးကြတယ်။အဲ့လိုအားပေးတဲ့အတွက်ကြောင့်မို့လို့လေဒီကျောင်းကိုရှစ်ဆက်ပြီးတော့မှတက်လန်းမှုခွန်အားတွေရခဲ့တယ်ပေါ့နော်။တခါတလေကြတော့လေဒီလီရင်ပုံကျဲတဲ့တန်တွေကိုခံရတဲ့အတွက်ကြောင့်မို့လို့စိတ်အားငယ်တဲ့အပိုင်းတွေရှိရဲအိမ်ပြန်ချင်းတဲ့အပိုင်းတွေရှိရဲအဲ့မှာဆိုရင်ကိုအချင်းချင်းဒီလိုမျိုးဆက်ပြီးတော့မှစူးစမ်းရအောင်အတူတကွဆိုမှဒီကျောင်းကိုဆက်တက်ခဲ့တာပဲဖြစ်ပါတယ်ခက်ခဲတဲ့အခြေအနေတွေကြားကနေတင်ယူခြင်းဖြင့်ကျွန်တော်တို့ဟာခန္ဓာကိုယ်ပိုင်းရောဉာဏ်ပိုင်းပါအမှားခံသောမျိုးဆက်ပညာဖြစ်လာခဲ့ပါတယ်ဒီကနေ့ဟာဆိုရင်ဖြင့်ကျွန်တော်တို့ရဲ့နှစ်တာခီးစဉ်ဟာပြီးဆုံးသွားခဲ့ပါပြီ။ဒါဟာပညာရေးတိုက်ပွဲရဲ့အောင်ပွဲတစ်ခုပါ။တစ်တုံညာနှစ်ခွန်စစ်စင်ရေးရဲ့စိန်ခေါ်မှုများနဲ့အတူစတင်ခဲ့တဲ့ကျွန်တော်တို့ရဲ့ဘဝခီးတဲ့ဟာဒီနေရာကနေစတင်ပါပြီ။